မင်္ဂလာပါကျွန်တော်ဆော့ပါဒီနေ့စကားပြောလေးတွေကိုထပ်ပြီးလေ့လာရအောင်ကြည့်လိုက်ရအောင်ရကောမေလောရကောမေလောရကောမေလောငါထမင်းစားတော့မယ်လို့ပြောရပါတယ်ရကောအိုထီလောရကောအိုထီလောရကောအိုထီလောငါရေတောက်တော့မယ်လို့ပြောရပါတယ်ရကောကိုလောရကောကိုလောရကောကိုလောငါမုတ်စားတော့မယ်လို့ပြောရပါတယ်ရကမာတာလောရကမာတာလောရကမာတာလောငါအလုပ်လုပ်တော့မယ်လို့ပြောရပါတယ်ရကမာလီလောရကမာလီလောရကမာလီလောငါစာလုပ်တော့မယ်လို့ပြောရပါတယ်ရကမီလောရကမီလောရကမီလောငါအိတ်တော့မယ်လို့ပြောရပါတယ်အားလုံးနားလည်မယ်အကျိုးရှိမယ်လို့ထင်ပါတယ်